အားလုံးပဲမင်္ဂလာပါရှင်ထက်ကဒီနေ့လေးမှာ information လေးတစ်ခုပေးခြင်းလို့ပါเนาะထက်တို့ဒီမြောက်တကုံပင်လုံအင်ယာဝင်းပေါ့เนาะပင်လုံအင်ယာဝင်းအပိုင်း1တို့2တို့3တို့ဒီပင်လုံ estate rose garden အများကြီးရှိအပိုင်း4ပေါ့เนาะအဲ့ထဲမှာဟိုတလုံးကလေဟိုလူကြီးမှုတွေလည်းသိမှာပါဒီရုပ်ရှင်မင်းသမီးတယောက်သူအိမ်ရင်ဝင်တာနဲ့ပတ်သက်ပြီးတော့လေအဲ့ဟာနဲ့ပြောလိုက်တော့အများစုကပင်လုံအင်ယာဝင်းဆိုရင်ရင်ဝင်နေဆိုတာမျိုးကိုသူတို့စိတ်ကြီးထဲမှာမှတ်မိသွားတယ်ဒါပေမဲ့တကယ်တော့မဟုတ်ပါဘူးအဲ့တော့ကျတော့ရေတကားကျိုးသွားလို့ပေါ့နော်ရေတွေဝင်လာတာပါအခုဆိုရင်ရေတကားကိုလုံးဝခိုင်ခန့်စွာနဲ့တေချာပြုပြင်ပေးထားရရှင်ထက်ကတေချာလိုက်ပြပေးမယ်နော်ဒီဘက်ကတေချာပြန်ပြီးပြုပြင်ထားတဲ့ရေတကားကြီးပဲဖြစ်ပါတယ်အခုဒီဟာကတော့ထက်ရောက်နေတာကတော့ရေတကားအစ်စ်ကြီးပေါ့နော်ရေတကားကြီးကိုတိုးချက်တိဆောက်ခြင်းလုပ်ငန်းမှာရောက်နေတာပါဒီမှာဆိုရင်ရေတကားကိုတိတိကျကျခိုင်ခန့်စွာဒီချောင်ပြန်ပြီးတော့ဆောက်လုပ်ပေးနေပါတယ်အဲ့အတွက်ကြောင့်ပင်လုံအိမ်ရဝင်းနေမှာနောက်ဆိုရင်ရေဝင်လာခြင်းလုံးဝမရှိပါဘူးရှင်လူချင်းမင်းတို့အနေနဲ့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူနိုင်ပါတယ်ရှင်ပင်လုံအိမ်ရဝင်းနေထဲမှာလုံးဝရေဝင်တော့ဘူးဆိုတော့ထက်ကဒီနေ့ information လေးမျှဝေပေးတာပါရှင်ကျမတို့ site ခွန်တော်အိမ်ချမ်းမြေကုမ္ပဏီကိုလည်းပင်လုံအိမ်ရဝင်းထဲမှာရုံးကောင်းဖွင့်လှစ်ထားတဲ့အတွက်ကြောင့်လူချင်းများအနေနဲ့ပင်လုံအိမ်ရဝင်းထဲမှာရှိတဲ့လုံးချင်းအိမ်မြေကွက်အယောင်များကိုအသေးစိတ်သိရှိချင်တယ်ဆိုရင်အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်းမမြင်နိုင်ပါတယ်ရှင်ရောင်းမဝယ်မဖြစ်ဖို့ site ခွန်တော်နဲ့ဆက်သွယ်စို့